ဒီနေ့တော့နေမြတ်စွာဘုရားရှင်ကိုရောင်တော်ဖွင့်တယ်ဗျနော်ဆရာတို့ရောင်တော်ဖွင့်တယ်ဆိုရင်ဒီမှာရည်တက်ရဲ့ပုံသက်နော်ဒါလည်းကြာဆရာတို့ဘုရားတော်သုံးဖို့တည်တံ့ဒီပုံလေးဝယ်ထားပေါ့ဒီမှာနော်တရောကမွန်းရဲ့ရည်တက်ရဲ့မနန့်တာရဲ့နော်ဆရာတို့ကရောင်တော်ဖွင့်တာပေါ့အဲ့တော့ဆရာတို့ကလာဆိုလို့ဘာလို့မရှိလို့ဆရာတို့မကြည့်မဲ့လေးနဲ့ရောင်တော်ဖွင့်တယ်ဒီနေ့တော့နော်တမယာသီးလေးတွေထည့်သုံးလဲရတယ်နော်ဆရာတို့ကပြီးသွားပြီဆိုရင်တော့အားလုံးပြီးသွားပြီဆိုရင်ဒီမှာနန္တာလေးနဲ့ကြောကမုန်းနဲ့တက်မိရင်တော့ဆရာတို့ကရေတက်နော်ရေတန်လေးနဲ့တက်ပြီးတော့တခါစီချပြီးတော့တန့်စင်အောင်ရောင်တော်ထပ်ဖွင့်ပေါ့ပြီးလို့ရှိရင်တော့ဆရာတို့ဒီမှာတီရှူနုနုညံ့ညံ့နော်နုတဲ့ဟာလေးနဲ့ဆရာတို့ကဟိုပေါ့ဆရာတို့ရေစက်ရေပေါက်လေးတွေရှိတဲ့နေရာလေးတွေပေါ့နော်6တွေ့အောင်တေချာရောင်တော်လေးဖွင့်ပေးပေါ့နော်နော်အောက်ခြေနော်အောက်ခြေတွေရောပလင်တော်တွေရောပေါ့နော်ဒီနေ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာရေတပ်ပဲရောင်တော်ဖွင့်တဲ့ကုသိုလ်ကြောင့်ခုနှစ်သားသမီးပေါင်းရေလိုအေးလိုပန်းလိုချမ်းမြေကြပါစေကောင်းကျိုးလိုရင်ဆန္ဒတွေပြည့်ဝကြပါစေဘေးရမခအေးချမ်းပါစေချမ်းမြေပါစေကိုယ်စိတ်နှပါအေးချမ်းပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါရဗျာ